လန်းဆမှာဂျန်နီနိုင်ယာလို့ခေါ်တဲ့ထူးချွန်တဲ့သိပ္ပံပညာရှင်မလေးတစ်ယောက်က UK ခြေစိုက်ဘာယိုနည်းပညာကုမ္ပဏီကြီးကနေတီထွင်လိုက်တဲ့အမခန်းနည်းပညာတစ်ခုကိုမိတ်ဆက်ပြသလိုက်ပါတယ်။ဒီနည်းပညာကရိုးရိုး 3D ထက်စက်ပေါင်းများစွာတာလွန်ပြီးဘာချူရဲ့ကဘာတဲကအရာဝတ္ထုတွေကိုအထူးရောင်ခြည်လိုင်းတွေသုံးပြီးတော့ကင်ပကဘာတဲကိုတကယ်ထွက်လာအောင်ဖန်တီးနိုင်တာပါ။ဒီတီထွင်မှုကြောင့်လူတွေဟာ digital လောကနဲ့ထိတွေ့ဆက်ဆံပုံတွေပြောင်းလဲသွားတော့မှဖြစ်လို့ပရိသတ်တွေအားလုံးကအရန်ကိုအားတင်ခဲ့ကြပါတယ်။ဒီနည်းပညာတွေပြသနေရင်းနဲ့မြင်ကွင်းကဗီဒီယိုဂိမ်းလောကတွေကိုရုတ်တရက်ပြောင်းလဲသွားပါတယ်။အဲ့ဒီမှာလူစီဖာလို့ခေါ်တဲ့တတိခဲဂိမ်းတူရဲ့ကောင်းနဲ့ဘတ်မန်လို့ခေါ်တဲ့လူဆိုးကြီးတို့ရင်ဆိုင်နေကြတာပါ။လူစီဖာဟာအလွန်မိုက်တဲ့မော်တော်ဆိုင်ကယ်ကြီးကိုစီးပြီးတော့လူဆိုးကြီးရဲ့ခံတပ်ထဲမှာပိတ်လောင်ခံထားရတဲ့မိန်းကလေးတစ်ယောက်ကိုကယ်တင်ဖို့ကြိုးစားနေတာပါ။အဲ့ဒီခံတပ်ကြီးကအလုံးမြင့်မားတဲ့နေရန်တွေနဲ့အန္တရာယ်ရှိတဲ့ထောင်ချောက်တွေပြည့်နေတာမို့ကယ်ဆယ်ရေးခီးစဉ်ကမဖြစ်နိုင်တဲ့လောက်ခက်ခဲနေပါတယ်။လူစီဖာရောက်သွားတဲ့အချိန်မှာအဲ့ဒီမိန်းကလေးကိုလက်နှစ်ဖက်ကနေကျိုးနဲ့ဆွဲပြီးလေထဲမှာချိတ်ထားတာတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့လူစီဖာနဲ့လူဆိုးကြီးဘတ်မန်တို့အပြင်းထန်တိုက်ခိုက်ကြပါတော့တယ်။လူစီဖာကဝဲလက်နေတဲ့ဓာကြီးကိုကန်ခါပြီးလူဆိုးကြီးကတော့လေထဲမှာပြန်ဝဲနေတဲ့လွတ်သွားတွေပါတဲ့ပန်းကန်ပြပြန်ကြီးနဲ့ပြန်တိုက်ပါတယ်။အဲ့ဒီလွတ်သွားတွေကလူစီဖာကိုမထိပဲမိန်းကလေးကိုခြိထားတဲ့ကျိုးကိုတွားခဲ့မိတဲ့အခါမိန်းကလေးကအောက်ကိုပြုတ်ကျသွားပါတယ်။ဒါပေမဲ့လူစီဖာကလင်းမြန်တဲ့အရှိန်နဲ့လွှားခနဲ့ခုန်ဖက်လိုက်နိုင်တာကြောင့်မိန်းကလေးအသက်ပေးကလွတ်သွားပါတယ်။အဲ့ဒီလိုတိုက်ခိုက်နေတော့မှပဲလူဆိုးကြီးကလူစီဖာကိုထားတော့လို့အမိန်ပေးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအတန်ကမိမအတန်ကြီးဖြစ်သွားပြီးတဖြည်းဖြည်းနဲ့ဂိမ်းလောကကြီးပျောက်ကွယ်သွားပါတယ်။တကယ်တော့ဒါကပီယာရစ်ဆိုရဲ့ကောင်လေးတစ်ယောက်အိမ်မက်မက်နေတာဖြစ်ပြီးသူ့เจ้าကဆီယာမကနိုးလိုက်တာပါ။ပီယာဒစ်ကအိတ်ချင်မှုတူနဲ့နိုးလာတဲ့အခါဆီယာမကသူ့ဖေကိုဟီယိုတယောက်ဖြစ်တင်စားပြီးရေးခိုင်းထားတဲ့စာစီစာကုန်းကိုတောင်းပါတယ်။ပီယာဒစ်ရဲ့အဖေကတော့ရှေကလို့ခေါ်ပြီးဘာယုံကုမ္ပဏီမှာလုပ်နေတဲ့အရန်တော်ပေမဲ့နေနေတော့ကြောင်တောင်တောင်နိုင်တဲ့ဂိမ်းဒီဇိုင်နာတယောက်ပါ။သူကကားမောင်းရင်လေပုတ်ပြက်ပြက်မောင်းတက်လို့လူဖို့ကင်ဖက်တွေကခါခဏရေးကြပါတယ်။တရက်မှာတော့ကုမ္ပဏီပိုင်ရှင်ဘာယုံကအိန္ဒိယမှာမိတ်ဆက်မဲ့ဂိမ်းတစ်ခုအတွက်အစည်းအဝေးခေါ်ပါတယ်။အရင်ကရှုံးနေမှုတွေရှိခဲ့တာကြောင့်အခုတစ်ခေါက်ထပ်ရှုံးရင်အားလုံးကိုသူစားတောက်ဆိုင်မှာစားပွဲထိုးခန့်ပြမယ်လို့ချင်းချောက်လိုက်ပါတယ်။အဲ့ဒီနောက်မှာရှေကာကသူ့မိန်းမဆိုနီယာနဲ့တာဖြစ်သူပီယာဒစ်ခရိုကိုဂိမ်းတစ်အကြောင်းပြောပြပါတယ်။ရှေကာကဟီယိုတစ်တယောက်ဖန်တီးခြင်းပေမဲ့ပီယာဒစ်ကတော့ဟီယိုရီဆိုတာရိုးရင်နေပြီလို့ပြောပါတယ်။သူကလူဆိုးတွေဟာဘိုးတမာတဲ့စီကက်မရှိဘူးအမြဲတမ်းလည်းအနိုင်ရတယ်လို့ယူဆတဲ့အတွက်လူဆိုးကဘိုးတမာတဲ့ဂိမ်းမျိုးဖန်တီးပေးဖို့တောင်းဆိုပါတယ်။ရှေကာကပထမတော့တူးစုနေပေမဲ့တာဖြစ်သူရဲ့အကြံကိုသဘောကျပြီးအကောင့်ထဲဖို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရှေကာကတာဖြစ်သူကိုကြောင်းလိုက်ဖို့ရင်းနဲ့မင်းကမကောင်းဆိုးဝါအင်အားစုတွေနဲ့ပေါင်းရင်အဲ့ဒီရိတ်တွေကမင်းနောက်ကိုအမြဲလိုက်နေလိမ့်မယ်လို့သတိပေးစကားပြောခဲ့ပါတယ်။ကုမ္ပဏီရောက်တဲ့အခါရှေကာကအနေရရှိဆုံးလူဆိုးကြီးတယောက်ပါဝင်မဲ့ဂိမ်းကြောင်တင်ပြလိုက်ပါတယ်။အဲ့ဒီလူဆိုးကြီးရဲ့နာမည်ကိုယောဝမ်းလို့ပေးလိုက်ပြီးဟီယိုနာမည်ကိုတော့ဂျီဝမ်းလို့ပေးလိုက်ပါတယ်။ရှေကာကယောဝမ်းဆိုတာအနေရဂျီဝမ်းဆိုတာအသက်လို့အတိတ်ပဲဖွင့်ဆိုပါတယ်။သူတို့တွေဂိမ်းစက်ကောင်တွေကိုဖန်တီးတဲ့အခါဂျန်နီကပရိုဂရမ်ရေးဆွဲပြီးအာကာရှိဆိုတဲ့တရုတ်လူမျိုးဂိမ်းစော်သူကလှုပ်ရှားမှုတွေကိုဖန်တီးပေးပါတယ်။ဂျီဝမ်းရဲ့မျက်နှာကိုရှေကာရဲ့မျက်နှာတိုင်းပုံတူကူးယူထားပြီးယောဝမ်းကိုတော့နေပညာဆန်တဲ့စက်ရုပ်ပုံစံဖန်တီးထားပါတယ်။ဒါပေမဲ့ program ရေးထားပဲယောဝမ်းရဲ့မျက်နှာမှာထူးဆန်းတဲ့ပြုံးကြီးပေါ်လာတာကိုရှေကတွေ့လိုက်ရပေမဲ့ဂျန်နီကတော့သူမလုပ်ထားဘူးလို့နင်းပါတယ်။ဒီဂိမ်းမှာအဓိကအရေးကြီးတာက hash လို့ခေါ်တဲ့နှလုံးသားပစ္စည်းလေးပါ။အဲ့ဒါကိုစက်ကောင်တွေရဲ့ရင်ဘတ်မှာတက်ဆင်လိုက်ရင်စွမ်းအင်တွေအစမတန်တိုးလာပါတယ်။ဂိမ်းမှာအဆင့်3ဆင့်ရှိပြီးတဖြည်းဖြည်းခက်ခဲလာပါတယ်။စက်ကောင်တွေကထိခိုက်ဒဏ်ရာရရင်လည်းသူတို့ဘာသာပြန်ပြနိုင်စွမ်းရှိပါတယ်။အဆင့်3မှာပဲတယောက်ကိုတယောက်အနိုင်တိုက်လို့ရတာပါ။ဂိမ်းစန်တက်နေရင်နဲ့ယောဝမ်းကအပြင်ကဖန်ခွက်ကိုခွဲပြလိုက်တဲ့အထိနေပညာချိုးယွင်းမှုတွေဖြစ်လာပါတယ်။ဂိမ်းမိတ်ဆက်ပွဲကြီးကိုအားကစားကွင်းကြီးမှာခန်းခန်းနာနာကျင်းပပါတယ်။အဲ့ဒီမှာအာကာရှိကဂျီဝမ်းဝတ်စုံကိုဝတ်ပြီးယောဝမ်းနဲ့တိုက်ခိုက်ကြရပါတယ်။ဒါပေမဲ့အာကာရှိကဂိမ်းတွေကတိုက်ခိုက်မှုတွေကြောင့်တကယ်နာကျင်မှုကိုခံစားနေရပါတယ်။ပွဲပြီးမှာပီယာဒစ်ကသူ့ရဲ့လူစီဖာဆိုတဲ့နာမည်နဲ့ဂိမ်းဝင်စော်ပါတယ်။သူကယောဝမ်းကိုအနိုင်တိုက်ပြီးအဆင့်3ကိုရောက်ခါနေမှာအာကာရှိကတားလိုက်ပါတယ်။အဲ့ဒီအချိန်မှာယောဝမ်းကဂိမ်းစကရင်ထဲကနေပီယာဒစ်ကိုဆက်တိုက်ဆန်လို့စကားပြောလိုက်ပါတယ်။ပီယာဒစ်ကဂိမ်းဆက်မစော့ပဲထွက်သွားတဲ့အခါယောဝမ်းကလူစီဖာကိုတက်ဖို့အတွက်ကင်ပကဘာတဲကိုထွက်လာမယ်လို့ချိန်ဝါပါတော့တယ်။ယောဝမ်းဟာကင်ပကဘာကရောင်ခြည်လိုင်းတွေကိုတုံးပြီးအပြင်ကိုတကယ်ထွက်လာပါတယ်။သူကအာကာရှိရဲ့ပုံစံကိုယူထားပြီးလူစီဖာဘဲမှလဲလို့လိုက်ရှာပါတယ်။လမ်းမှာအာကာရှိနဲ့တွေ့တဲ့အခါလူစီဖာလာလို့မေးပြီးမဟုတ်ဘူးလို့ပြောတာကြောင့်
အာကာရှိကိုလျှက်စစ်ကြိုးတွေနဲ့ရစ်ပတ်တက်ခက်လိုက်ပါတယ်။အဲ့ဒီနောက်ရှေကာကတာဖြစ်သူကိုကာကွယ်ဖို့အတွက်နာကလူစီဖာပဲလို့လိန်ပြောလိုက်ပါတယ်။ယောဝမ်ကရှေကလိန်နေတာကိုတီးတွားပြီးရှေကာကိုကမ်းမှန်နဲ့ရိုက်တက်လိုက်ပါတယ်။ရှေကတည်ဆုံးသွားတာကြောင့်ပီယာဒစ်နဲ့ဆိုနီယာတို့အယံဝမ်းနေကြပါတယ်။ပီယာဒစ်ကတခုခုမားနေပြီဆိုတာတီလိုကုမ္ပဏီကိုတွားကြည့်တဲ့အခါအာကာရှိရဲ့အလောင်းကိုတွေ့ပြီးယောဝမ်အပြင်ထွက်လာတာတိကျသွားပါတယ်။ယောဝမ်ကပီယာဒစ်နောက်ကိုလိုက်လာတဲ့အခါပီယာဒစ်နဲ့ဂျန်နီတို့ကယောဝမ်ကိုပြန်တိုက်ဖို့ဂျီဝမ်ကိုအသက်သွင်းလိုက်ပါတယ်။ပီယာဒစ်ကဂျီဝမ်ရဲ့ရင်ဘတ်ထဲကိုအပြာရောင်လုံးသားထည့်ပေးလိုက်ပါတယ်။ယောဝမ်ကမော်တော်ဆိုင်ကကြီးနဲ့ပီယာဒစ်ခရိုတားမီနောက်ကိုတီးဆက်လိုက်ပါတော့တယ်။ဆိုနီယာကကားကိုအမြင်မောင်းပြီးထွက်ပြေးပေမဲ့ယောဝမ်ကမလွတ်တမ်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာဂျီဝမ်ကပေါ်လာပြီးယောဝမ်ကိုပြန်တိုက်ပါတယ်။ဂျီဝမ်ကယောဝမ်ရဲ့အနီရောင်လုံးသားကိုဖြုတ်ယူလိုက်နိုင်ပြီးယောဝမ်ခါတာပျက်စီးသွားပါတယ်။အဲ့ဒီနောက်သူတို့သားမီးနဲ့ဂျီဝမ်တို့အိန္ဒိယကိုပြန်လာကြပါတယ်။ယောဝမ်ကတော့အရှိမပြတ်ပဲပုံစံတစ်နဲ့ပြန်လဲအသက်ဝင်လာပြီးသူတို့နောက်ကိုလိုက်လာပြန်ပါတယ်။အိန္ဒိယရောက်တဲ့အခါဂျီဝမ်ကသူတို့ကိုကာကွယ်ပေးရင်းနဲ့အနေအများတဲ့တိုက်ပွဲတွေဆက်လက်ရင်ဆိုင်ရပါတော့တယ်။ပီယာဒိခေမွေးနေ့ပွဲကျင်းပနေတော့မှပဲမကောင်းဆိုးဝါယောဝမ်ကရုတ်တရက်ရောက်လာပြီးဆိုနီယာကိုသတိလစ်သွားအောင်လုပ်လိုက်ပါတယ်။အဲ့ဒီနောက်ပီယာဒိကိုပြန်ပေးဆွဲပြီးမွန်ဘိုင်းမှာကျင်းပနေတဲ့ပြပွဲစီကိုခေါ်ဆောင်သွားပါတော့တယ်။တစ်ချိန်တည်းမှာပဲယောဝမ်ကဆိုနီယာကိုစိတ်ညှို့နေနဲ့ခိုင်းစေပြီးလမ်းစုံမှာပောက်ကွဲပြက်စီတော့မဲ့ယထာကြီးကိုမောင်းနှင်ခိုင်းလိုက်ပါတယ်။ဂျီဝမ်က DNA ကြီးကိုတီးသွားရဲ့အခါသူတို့ကိုကယ်တင်ဖို့အတွက်အချိန်နဲ့မျှအပြေးလွှာစူးစမ်းပါတော့တယ်။သူကအရှိန်နဲ့မောင်းနှင်နေတဲ့ယထာတွေတစ်ခုပြီးတစ်ခုပေါ်ကိုလွှခနဲ့ခုန်ကူးပြီးအတားအဆီးတွေကိုကြော်ဖြတ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျီဝမ်ကစက်ခေါင်းတွေကိုကျန်တဲ့ယထာတွေစီကနေအောင်မြင်စွာခွဲထုတ်လိုက်နိုင်ပြီးယထာကြီးပျက်စီးမဲ့စက္ကန့်ပိုင်းလိုမှာပဲဆိုနီယာကိုအသက်ပေးကကယ်တင်နိုင်ခဲ့ပါတယ်။ဆိုနီယာဘေးကင်းသွားပြီဖြစ်တဲ့အတွက်ဂျီဝမ်ကပီယာဒိတ်ပိလောင်ခံထားရတဲ့မွန်ဘိုင်းပြပွဲစီကိုအမြန်ဆုံးသွားပါတယ်။အဲ့ဒီမှာပီယာဒိတ်ကပါဆက်ကိုအဝတ်နဲ့စီးခံထားရပေမဲ့သူ့ရဲ့ပါနှက်မှုကြောင့်ကိုပါကိုကျုပ်ခက်လွတ်မြောက်အောင်လုပ်ပြီးဂိမ်းကိုပြန်ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ဂျီဝမ်ရောက်လာတဲ့အခါယောဝမ်ကိုအသာစီးရဖို့အတွက်ယောဝမ်ရဲ့အနီရောင်လုံးသားကိုပြန်ပေးလိုက်ပြီးသူရဲကောင်းတဲ့လူဆိုးတို့ရဲ့နောက်ဆုံးတိုက်ပွဲကြီးကိုစတင်ပါတော့တယ်။သူတို့နှစ်ယောက်လုံးဟာအနိုင်ရဖို့အတွက်တယောက်ကိုတယောက်အပြင်းထန်တိုက်ခိုက်ကြပါတယ်။တိုက်ပွဲကတတိယအဆင့်နဲ့နောက်ဆုံးအဆင့်ကိုရောက်လာတဲ့အခါနှစ်ယောက်လုံးမှာတစ်ဖက်လူရဲ့နှလုံးသားကိုပိတ်ခတ်နိုင်မဲ့တစ်ချက်တည်းသောလက်နက်ကိုစီရှိနေပါတယ်။ယောဝမ်ကအရန်တော်ထွက်သွားပြီးဂျီဝမ်ကိုမျက်စိလဲတွအောင်ပုံသူတွေအများကြီးခွဲထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပီယာဒိတ်ကသူ့ဖေရှေကပြောခဲ့တဲ့စကားကိုသတိရသွားပြီးမကောင်းမှုနောက်ကိုအရေးကအမြဲလိုက်နေတဲ့ဆိုးတဲ့အတိုင်းအရေးပါတဲ့ယောဝမ်စစ်ကိုရှာဖွေနိုင်ခဲ့ပါတယ်။ဂျီဝမ်ကတနိဋ္ဌံပြတ်သားစွာနဲ့ယောဝမ်စစ်ရဲ့နှလုံးသားရိတ်တွေကိုပိတ်ခတ်လိုက်တဲ့အခါယောဝမ်ဟာအပိုင်းပိုင်းဆက်စာကွဲအပ်ပြီးပျက်စီးသွားပါတော့တယ်။ဂျီဝမ်ကယောဝမ်ရဲ့အကျွင်းကြံတွေကိုစုပ်ယူလိုက်ပြီးဘာချူရဲ့ကဘာတဲကိုပြန်သွားဖို့ပြင်ပါတယ်။ပီယာဒိတ်ကသူချီရသူတွေကိုထပ်မဆုံးရှုံးကျင်တော့တာကြောင့်ဂျီဝမ်ကိုမသွားဖို့မိုးယိုတောင်းပန်ပါတယ်။ဂျီဝမ်ကပီယာဒိတ်ကိုစိတ်မပူဖို့နဲ့ပီယာဒိတ်ရဲ့ရင်ထဲမှာလူသားဆက်မှုတွေရှိနေတဲ့ရွှေရှေကအမြဲရှိနေမှာပါလို့ဂတိပေးရင်အပြာရောင်လုံးသားလေးပဲခြံထားခဲ့ပြီးတောက်ွယ်သွားပါတယ်။လန်ဒန်ကိုပြန်ရောက်တဲ့အခါပီယာဒိတ်ကဂျီဝမ်ရဲ့လုံးသားကိုပြန်လဲအသက်ဝင်လာအောင်နေမှာညမနာစူးစမ်းပါတော့တယ်။သူရဲ့မလျှော့သောဇွဲလုံးလိုက်ကြောင့်နောက်ဆုံးမှာဂျီဝမ်ကိုပြန်လဲအသက်ရှင်လာအောင်လုပ်နိုင်ခဲ့ပါတယ်။ဒါဟာတားတယောက်ရဲ့ချစ်ချင်းမေတ္တာနဲ့အဖေဖြစ်သူရဲ့ဆုလို့အနစ်နာခံမှုတွေကိုဖော်ကျွေးရင်ဇလန်းကပျော်ရွှင်စွာပြီးဆုံးသွားပါတယ်။ဒီယောဝမ်ဇလန်းဟာစိတ်ကူးရင်ကဘာနဲ့ပြင်ဘလော့ဂါတို့ကြားကစိတ်လှရှားစရာကောင်းတဲ့ပုံပြင်တစ်ပုဒ်ဖြစ်သလိုချစ်ချင်းမေတ္တာဆုလို့မှုနဲ့တတိတို့ကမကောင်းမှုကိုအမြဲအနိုင်ယူနိုင်နေဆိုတာကိုကဲ့တတ်သွားအားပဲချစ်ပါတယ်။အခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်။နောက်ထပ်ဇလန်းချင်းတွေကိုကြည့်ဖို့အတွက်လည်းစောင့်မျှော်ပေးကြပါဦး။အားလုံးပဲကျန်းမာပါစေ။